အဲ့လည်းပြော လာလာထုတ်လာတယ်ငယ်ချင်းကခေါ်မှုသွားစားဖို့အဲ့ဒါမောက်ပတ်စံပန်းမှာဆိုလို့အဲ့ဒါအရင်ဆုံးသူတို့နောက်လိုက်မှာလိုက်မောက်အရင်ဆုံးလာအထာ အမလီကြာတာမို့ကျတော့လာစားအပ်မယ်တဲ့တငယ်ချင်းနဲ့မလိုက်ဖဲနဲ့မေးစီတန်းလာတယ်တဲ့ကြာတာမို့ကျညငါလက်စားအပ်လို့ပေါ့ ဟုတ်တယ်ဩ တကယ်ကြီး ဟာအထင်သေးလိုက်တာ ထင်မသေးပါဘူးငါသမီးလေးကဒီလိုအဲ့ရတော့အကျိုးကြောင့်ကျမပါစီချမ်းသာပါစီတက်ရှိပါစီစီးပွားရေးဒီလာတိုးတက်ပါစီလို့ကောင်းမယ် လောင်းမယ်အော်တသိန်း2သိန်းတော့မစိုးပါဘူးငါသမီးလေးက ဆမ်းလိုက်တာဟိုက 2သိန်း 3သိန်းလာမှာ อ๋อ3သိန်းတောင်လာပါအာရှင်နေတောင်ခုံอ่ะ ရောက်3သိန်း ကဲဒီလိုမျိုးပေါ့နော်စနေညာအဲ့အနိုင်ပါစီလို့မဟမ်ပြုံးပြနေ မဟုတ်နဲ့ကားနဲ့တသိန်းရပဲတသိန်း တသိန်းပြန်မရမစိုးပါဘူး2သိန်းတော့ကြံသေးတယ်ဘိုးဘိုးနဲ့ကားကလေ yes တလားစာပေါ့ ဟုတ်တယ်ဘလောက်လောက်တောင်းမှာ အော် လောက်ရင်တောင်းမယ်တောင်းလေဒီတော့ချုပ်လာမယ် 3သိန်းအပ်တယ်ဆိုတော့နမယ်စီးရင်ပါပြီးတော့3သိန်းပြန်ယူသွားတယ် မိုင်းဟိုတနေ့ကလာတာထုတ်တော့ပေးထားရဲ့ပတ်စံတွေကတငယ်ချင်းမွန်းနဲ့သွားစရာရှိလို့သူ့လက်ဆောင်ဝယ်ပေးရမှာမလို့လေ4000လောက်ခဏပြန်ပေးပါလားမိုင်းမောင်ဟိုနေ့ကလာတာအပ်ထားရပတ်စံ9000လောက်ခဏပြန်ပေးပါလားမိုင်းဒီပိတ်ရမှာတငယ်ချင်းနဲ့ပြင်သွားမို့လေ9000လောက်ထည့်ပေးလိုက်အောင်နော် အေးကိုအောင်ကိုသွားတာကိုပတ်စံနဲ့ကိုသွားလေ ပတ်စံမောက်အပ်ထားပြီမိုင်းအင်္ဂါနေ့ကျရင်တငယ်ချင်းမွန်းနေရှိတယ်အဲ့ဒါမွန်းနေလက်ဆောင်ပေးမလို့ပတ်စံလေးနဲ့ပြန်ထုတ်ပေး ညီတို့ကအပ်နေတာလားထောက်နေတာလား လက်ကောင်ရင်အပ်တယ်လို့ อ่ะညီတို့ကလာစားအပ်တာညီတို့ကလာစားတာလားအပ်တယ်လာစားအပ်ချင်းတော့3သိန်းရနေပြီးတော့3သိန်းတောင်းသွားတယ်နော်ညီတို့လာတပတ်မပြည့်သေးတစ်ခါတောင်းတယ်နော်လာဝက်ကြတစ်ခါတောင်းတယ်ညနေဆက်ပြီးတော့တစ်ခါတောင်းတယ်25ရက်ပြီးတော့တစ်ခါတောင်းတယ်ဟုတ်လာကောင်ကနေတော့လည်းတစ်ခါတောင်းတယ်ညီတို့တော်သေးဘူးလားဟမ်သမင်းနဲ့ငါပဲကြွေးရတယ်ဟိုဘိုးလည်းငါပဲပေးရရှိတဲ့မြဟာအလှအပပြင်စီတော့လည်းငါပဲပြီးဖြစ်နိုင်လို့ရှင်ဒလီကလည်းမှားလိုက်သေးတယ်ငါပဲတော်ပြီနောက်ငါ့ကိုလာစားမအပ်နဲ့တော့နော်လာစားအပ်တာပဲမြင်းနေဝင်နဲ့အထွက်နဲ့မမျှဘူးနော်နောက်ကုန်လို့ရှိရင်လာစားကိုလာစားကိုသိမ့်ထားလိုက်ဒါပဲ